ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့ရှိန်သူဖြစ်ပါတယ်အဓိကကတော့ဒါကျွန်တော်ရဲ့ဒုတိယမြောက်ဇလန်တွဲပေါ့ဒီဇလန်တွဲမတိုင်ခင်မှာတော့အရှိမှာတော့ဒီပေါ့နော်မြစ်တာခြုံလွှာဆိုတော့ဇလန်တွဲကိုကိုဒရိုက်တာမင်းမြတ်စိုးစံနဲ့ပဲကျွန်တော်တို့တွဲပြီးတော့လက်တွဲလုပ်ခဲ့ပူပါတယ်ဒါဒုတိယမြောက်လက်တွဲလုပ်ခဲ့ခြင်းပါပေါ့နော်ဒီဇကားကတော့ဒီကြောက်ခက်ပန်းပေါ့နော်ကြောက်ခက်ပန်းဒီဇလန်တွဲကကြတော့ကျွန်တော်တို့ဘဝတရုပ်ဖို့ဇလန်ပါအဓိကတော့ဒီဇလန်တွဲဖြစ်တည်လာပုံကကြတော့ဒီခက်ခဲနေတဲ့လူငယ်တွေရှိတယ်ဒီလူငယ်တွေကဘဝကိုခက်ခဲရုန်းကန်နေရတယ်အဲ့လိုမျိုးပဲဒီလူငယ်တွေကိုပေါ့နော်ဒီစာနာထောက်ထားတဲ့လူတစုလည်းရှိတယ်အဲ့လူတစုကိုလည်းကျွန်တော်တို့အတိမတ်ပြုတ်ချင်တဲ့အတွက်ကြောင့်ဒီဇလန်လေးကိုကျွန်တော်တို့ရှိုက်ပေါ့ရေးပြခဲ့တာဖြစ်ပါတယ်ပေါ့အဓိကကတော့လေနော်ဒီဇလန်တွဲကိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဒီ pride စိတ်တွေပြီးတော့လို့ရှိရင်စာနာထောက်ထားခြင်းတွေပေါ့နော်ပြီးလို့ရှိရင်ဖြစ်တင်တာမဖြစ်တင်တာကိုကျွန်တော်တို့ဒီခွဲခြားနိုင်ဖို့အတွက်ကိုအဓိကကျွန်တော်တို့အားစိုက်ရေးထားတာဖြစ်ပါတယ်ဒီဇကားလေးကိုလည်းကြိုက်ကြမယ်ထင်ပါတယ်ထွက်လာလို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်